ဒီနေ့မနေ့ကအတွက်ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုစမ်းစစ်ကြည့်စီမဲ့မိခွန်းလေးတစ်ခုနဲ့စတင်ခြင်းပါတယ်။အဲ့ဒါကတော့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ဆိုတဲ့မန်ထဲကိုတင်ကြည့်လိုက်တဲ့အခါဂျေဇုတော်ကိုအလွန်မင်းလိုအပ်နေတဲ့တင့်ကိုတင်မိသားနဲ့ဘာဖြစ်လို့များအဲ့ဒီဂျေဇုတော်ကိုထက်တူလိုအပ်နေတဲ့အခြားသူတွေရဲ့ပုံမှာတင်စိတ်မရှိနိုင်ဖြစ်နေရတာလေဆိုတဲ့မိခွန်းလေးပဲဖြစ်ပါတယ်။ကျွန်တော်တို့အချင်းချင်းဆက်ဆံရေးတွေမှာကြီးမားဆုံးသောအပစ်တရားတစ်ခုကတော့မိလျော့ချင်းဆိုတဲ့အပစ်ပါပဲဒါဟာကျွန်တော်ရဲ့ပြဿနာမဟုတ်ပါဘူးလို့ပြောချင်ပေမဲ့တကယ်တော့ကျွန်တော်ကိုယ်တိုင်လည်းဒီပြဿနာရှိပါတယ်ကိုဘိုးအတွက်ဖျားသခင်ရဲ့ကျေးဇူးတော်ဘယ်လောက်တောင်လွန်နေလဲဆိုတာကိုမိသွားဖို့ဆိုတာအရင်ကလွယ်ကူပါတယ်အလားတူပဲကိုယ့်အပေါ်ကိုအခမဲ့တွန်းလောင်းပေးထားတဲ့အန်အိုပွေကျေးဇူးတော်တွေကိုမိလျော့သွားဖို့ကလည်းအရင်ကလွယ်ကူလွန်လာပါတယ်တင်ဟာကိုရရှိထားတဲ့ကျေးဇူးတော်ကိုမိသွားတဲ့အခါတင်ပြီးနာကလူတွေကိုကျေးဇူးကင်းမဲ့ဆိုနဲ့တောင်းပြန်ဖို့ဆိုတာအရင်ကလွယ်ကူသွားပါတော့တယ်အခြားသူတွေကိုကျေးဇူးပြုတယ်ခွင့်လွတ်တယ်မေတ္တာထားတယ်ဆိုတာတာဝန်ဝတ္တရားတစ်ခုအနေနဲ့လှုပ်ဆောင်လို့ရတဲ့အရာမဟုတ်တာတော့သိချပါတယ်ဒီလိုလေးစိတ်ကိုရင်ကြည်အောင်ခင်ဗျာကျွန်တော်အဖေဟာအခန်းထဲကဆိုဖာပေါ်မှာကျွန်တော်ရဲ့အမေပြီးနာကိုဝင်ထိုင်လိုက်မယ်ပြီးတော့သူမကိုဒီလိုလေးပြောင်းလိုက်မယ်နင်တိလာမိမမြို့ပေါ်မှာကြီးစိုးတရားနဲ့ဆက်ဆံဖို့ကကိုယ့်ရဲ့တာဝန်ပဲဆိုတာကိုသဘောပေါက်သွားပြီဒါကြောင့်ကိုဘာလို့မလဲဆိုတာမင်းကိုပြောပြမယ်မင်းကိုခွန်းလွန်မယ်မေတ္တာထားမယ်အဲ့ဒါကကိုတကယ်လို့ချင်းလို့မဟုတ်ဘူးနော်ကိုလို့ရမယ့်တာဝန်တစ်ခုမလို့ပြေးလိုက်ရတာပါအဲ့ဒီလိုတာပြောလိုက်ရင်ကျွန်တော်အမေဟာခွန်အားရသွားမယ်ဝမ်းသာသွားမယ်လို့တင်ထင်ပါသလားလုံးဝမဟုတ်ပါဘူးအခြားသူတွေရဲ့ပုံမှာဂျေဇုတော်နဲ့ဆက်ဆံတဲ့ဝမ်းမြောက်ဖွယ်အသက်တာဆိုတာဂျေဇုတင်တဲ့နှလုံးသားဆိုတဲ့မီစီလွန်မှာရှင်တန်ကြီးထွားမှသာအကောင်းဆုံးဖြစ်ပါတယ်ကိုဘယ်သူလဲဆိုတာကိုတကယ်တုံးသက်ဆင်ခြင်မိတဲ့အခါကိုရဲ့လုံဆောင်ချက်ကိုအရေးချင်းချောင်းမဟုတ်ဘဲနဲ့အခမဲ့ရရှိထားတဲ့ဂျေဇုတော်တွေကိုအချိန်ယူတွေးတော်မိတဲ့အခါပြီးတော့အဲ့ဒီဂျေဇုတော်ဟာခရစ်တော်ရဲ့အသက်ကိုစတီးပြီးမှရလာတာပါလားလို့သတိရမိတဲ့အခါမှာတော့အခြားသူတွေကိုလည်းအဲ့ဒီဂျေဇုတော်ပြန်လဲမြတ်ဝေမြခြင်းတဲ့ဝမ်းမြောက်ခြင်းခွန်အားကိုအလိုလိုဖြစ်ပေါ်လာပါလိမ့်မယ်။ယုံကြည်သူတယောက်အနေနဲ့အခြားသူတွေရဲ့ပုံမှာကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်တာအပိရှာဝေဖန်တာစိတ်မရှိတာနဲ့စိတ်တူလွယ်တာတွေဟာကိုဟာဘယ်သူလဲယေရှုခရစ်တော်ထဲမှာကိုဘာတွေရရှိထားပြီးပြီလဲဆိုတာကိုမိလျော့နေခြင်းဒါမှမဟုတ်ငင်းပယ်နေခြင်းနဲ့အမြဲတမ်းဆက်ဆက်နေပါတယ်ကိုရဲ့ဂျေဇုတော်ကိုဘယ်လောက်တောင်လိုအပ်နေတယ်လဲဆိုတာကိုနည်းနည်းရှိုင်းသဘောပေါက်ထားတဲ့သူကိုရရှိထားတဲ့ဂျေဇုတော်ကိုအမြဲတမ်းတတိယနေသူလောက်အခြားသူတွေကိုဂျေဇုတော်နဲ့အကောင်းဆုံးဆက်ဆံနိုင်တဲ့သူမရှိပါဘူးကျွန်တော်တို့ဟာအရှင်ကိုမိလျော့လွယ်ကြပါတယ်အရာရာကိုနဲ့ထိုက်တန်လို့ရတာပါဆိုတဲ့အသွေးမျိုးဝင်လာတတ်ကြတယ်ပြီးတော့ကိုဟာတကယ်ရှိတာထက်ပိုပြီးတော့ဖြောင်းမတယ်တော်တယ်လို့လည်းထင်တတ်ကြပါတယ်ဒါကြောင့်မလို့အခြားသူတယောက်ရဲ့ဘဝမှာဂျေဇုတော်လက်နဲ့ကြိယာလေးတစ်ခုအပြည့်အတုံးပြုတ်ခံရဖို့ခေါ်တော်မူခြင်းခံရတဲ့အဲ့ဒီအခိုက်အတန့်လေးမှာတင်ပဲကျွန်တော်တို့ကိုယ်တိုင်ကဖျားသခင်ရဲ့ဂျေဇုတော်ကိုအယံလိုအပ်နေတာဖြစ်ပါတယ်ဂျေဇုတော်ရှင်ဖျားသခင်ဟာအဲ့ဒီအခန်းထဲမှာရှိနေတဲ့လူတိုင်းရဲ့အထင်းမှာကိုရောရဲ့ဂျေဇုတော်လုပ်ငန်းစဉ်ကိုလှုပ်ဆောင်နေပါတယ်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီးလေးအငယ်19မှာပြောထားတဲ့စကားလေးကတကယ်ကိုအမှန်ပါပဲဖယားသခင်ဒီငါတို့ကိုဦးစွာချစ်တော်မူသောကြောင့်ငါတို့ဒီလည်းချစ်ကြ၏ဒီအမှန်တရားလေးကိုကျွန်တော်တို့နေ့စဉ်တတိယဖို့တကယ်ကိုတန်ဖိုးရှိလာပါတယ်ကဲဒီကနေ့မှာထက်မှန်ပြီးတော့လိလာခွန်အားယူခြင်းတဲ့ဆိုရင်တော့အေဖစ်ဩဝါစာခန်းကြီး3
အငယ်14ကနေ20တိကိုဖတ်ရှုနိုင်ပါတယ်ခင်ဗျာဒီနေ့တနေ့တာလုံးမှာမိမိရရှိထားတဲ့ဘုရားသခင်ရဲ့ကြီးစိုးတော်ကိုအောင်မြင်လက်ပဝန်းကျင်ကလူတွေကိုလည်းမေတ္တာနဲ့တုံ့ပြန်နိုင်တဲ့အသက်တာဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မနေ့ဖြန်မနေ့ကင်းလေးမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာ